ဆက်လေတစည်းကမြင့်ပင်ကျဲ၌တရွေ့၍ခုံမောင်းလာတယ်ဆက်လေကြီးပေါ်၌အသက်40ခန့်လူကြီးတယောက်လည်းပါလာလေတော့တယ်ဦးလေးကန်းကပ်ပြီးပြမစင်းတော့ဘူးလားဆက်လေမောင်ဒီလူငယ်ကမေးလိုက်ချင်းပဲဖြစ်တယ်အေးဦးလေးမစင်းတော့ဘူးကွဗျာဦးလေးကမစင်းဘူးဆိုရင်ဘယ်တော့မှလဲဗျဖြစ်နိုင်ရင်တော့ငါတို့နဲ့လိုက်ခဲ့ပြရစီဦးလေးကဆေးကုတတ်ပါတယ်အခုလိုပဲနေရီရွာတွေဘက်ကိုလိုက်ပြီးတော့ဆေးကုနေတာပေါ့ကွအော်ကျုပ်တို့ကတပ်ဖန်းနယ်ရွာကိုပြန်ကြမှာဦးလေးရဲ့ဦးလေးလိုက်ချင်တယ်ဆိုရင်လည်းလိုက်ခဲ့ပေါ့ဗျာရွာမှာနေမကောင်းတဲ့သူတွေတော့ရှိကြပါတယ်ဦးလေးလိုက်ပြီးဆေးကုပေးပေါ့ကျုပ်တို့ရွာကန်တွေကသဘောကောင်းကြတယ်ဗျဝမ်းသာလိုက်တာငါတို့ရာဦးလေးလည်းခြေစလုံးအိမ်နိုင်ဘွားနဲ့ဆေးလေကုနေတာကွအခုငါတို့ကရွာကိုလိုက်ခဲ့လို့ခေါ်မှတော့ဦးလေးဝမ်းသာလာပါပြီဦးလေးကကောင်းတာလုပ်နေတဲ့လူပဲဦးလေးအတွက်ခိုးလုံးစရာမရှားပါဘူးဗျာကျုပ်တို့နဲ့သာပျော်ပျော်ကြီးလိုက်ခဲ့ပေါ့ဗျာဦးလေးနာမည်ကဦးတီလာတဲ့အသက်ကလည်း45နှစ်ရှိပြီဦးမာကဆွေမျိုးရဲ့လို့တိတ်မရှိပါဘူးငါတူရဆရာကြီးတင်ပေးထားတဲ့ဆေးပညာတွေနဲ့ပဲနေတကာကိုလှည့်ပြီးတော့ဆေးကူနေရတာပါဟိုမှာမြင်ရလားဦးလေးအဲ့ဒါကျုပ်တို့တဖန်းနယ်ရပဲဗျအင်းငါတို့ရွာလေးကြီးရတာလေအေးချမ်းလိုက်တာကွယ်ဦးလေးငါတို့ရွာမှာနေပြီးအကြာကြီးဆေးကူပေးနေအောင်ပါပါကွယ်ဟုတ်ကဲ့ဦးလေးဆက်လေးလေတပြေးပြေးနဲ့တဖန်းနယ်ရွာတို့ကတ်လိုက်လေတော့တယ်ဦးလေးလားကျုပ်တို့နဲ့လိုက်ခဲ့ရွာလူကြီးအိမ်ကိုလိုက်ပို့ပြီးမယ်ရွာလူကြီးအိမ်ကိုဘာလို့ဖို့သွားရမှာလဲငါတို့အော်ဦးလေးကလည်းဗျာရွာလူကြီးအိမ်ကိုဝင်ပြီးတော့အကျိုးအကြောင်းရှင်းပြရမယ်လေပြီးတော့ဦးလေးဆေးကုရင်းနဲ့နေဖို့ထိုင်ဖို့အတွက်ကိုပြောရအောင်မယ်လေဗျာအော်ဒါကြောင့်လားကဲဒါဖြစ်လေသွားကြတာပေါ့ကွာဆက်လီမောင်နဲ့လူနီယောက်လည်းဆေးစရာဦးတီလာအားရွာလူကြီးအိမ်တို့လိုက်ပို့လိုက်လေတော့တယ်ရွာလူကြီးပြိုးရွာလူကြီးဟာတာခင်းနဲ့ထိတ်ပေါက်တို့ဘာလဲဟာအော်ကြီးဟစ်ကျင်နဲ့ပြောစရာရှိလို့ဝင်လာတာရွာလူကြီးရေဘာများတော့ဟာဒါကဆေးဆရာဦးတီလာတဲ့ဦးတီလာကဒီရွာမှာခိတ္တခဏနေရင်းနဲ့ဆေးကုခြင်းလို့ရွာလူကြီးစီကနေခွင့်ပြုချက်လာတောင်းတာပါ။အော်ဆေးဆရာကိုတွေ့ရတာဝမ်းသာပါတယ်ဗျာ။ကျွန်တော်နာမည်ကဦးတီပါလို့ခေါ်ပါတယ်။တဖန်းရွာနယ်ကိုအုပ်ချုပ်တဲ့ရွာလူကြီးပေါ့ဗျာ။ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်။ရွာလူကြီးခင်ဗျာကျွန်တော်လည်းနေတကာလှည့်ပြီးတော့ဆေးကုနေရင်းနဲ့ဟော်ဒီကဆက်လီမောင်းတဲ့တငယ်တို့နဲ့တဖန်းရွာကိုဆေးကုဖို့လိုက်လာခဲ့တာပါဗျာကျွန်တော်တို့ရွာကမြို့နယ်လည်းအလံဝေးသလိုရေလန်းခီးကိုလည်းအားကိုးနေရတော့အရေးနဲ့အကြောင်းဆိုရင်တော့ဒုက္ခရောက်တော့ဗောဆရာရဲ့ကုန်းလန်းနဲ့သွားလို့တော့ရပါရဲ့ဒါပေမဲ့ဒီရွာတွိုက်မှာလည်းကားနဲ့တူတာဆိုလို့ကော်ကားတော့မရှိဘူးဗျာတခါတလေလဲတဲ့ရတဲ့သွားပြီးပိုးထိလာရင်လည်းလမ်းမှာတည်းပဲအသက်ဆုံးရှုံးရတာကြီးပါပဲဗျာအခုလိုကျုပ်တို့ရွာကိုဆေးဆရာတယောက်ရောက်လာတော့ရွာရဲ့ကျမကြီးတို့ကိုစိတ်ပူစရာမလိုတော့ဘူးဗောဗျာကဲကျွန်တော်လည်းတဖန်းနယ်ရတဲ့ကနာမကျန်းနေတဲ့လူမှန်သမျှကိုစေတနာထားပြီးတော့ကုသပေးပါမယ်ဗျာတာရုပါဗျာတာရုဒါနဲ့ရွာလူကြီးကိုပြောရအောင်မယ်ဆရာဦးတီလာလေးနေဖို့ထိုင်ဖို့ရွာလူကြီးဘလို့စိတ်ကူးထားလဲဗျာအေးဟုတ်သားပဲတာခင်ပြောမှသတိရတယ်ဒီလိုလုပ်ကွာဟောဒီကဆေးဆရာဦးတီလာကိုရွာလေကဒေါ်ပုအိမ်ကိုခေါ်သွားငါကတဲခိုက်နေလို့ပြောအချိန်ဘလောက်ပဲကြာနေပါစေနေခွင့်ပေးလိုက်ပါလို့လည်းပြောလိုက်ကြလားပြောလိုက်ပါမယ်ရွာလူကြီးကဲဆရာဦးတီလာကျုပ်တို့နဲ့လိုက်ခဲ့ပါဦးတီလာနေရမယ့်အိမ်ကိုလိုက်ပြပါမယ်အေးကွယ်အေးကိုငွေပူဘာလဲထိတ်ပေါက်အိမ်ရောက်ဆင်းလာခဲ့ပါအောင်ဗျာကျုပ်ပြောစရာရှိလို့အေးခဏဆောင်ငါဆင်းလာခဲ့မယ်ကိုငွေပူလည်းအိမ်ပေါ်မှဆင်းလာပြီးတော့ဘာကိစ္စလဲထိတ်ပေါက်ရွာလူကြီးကပြောခိုင်းလိုက်တယ်ဗျဟောဒီဦးလေးကဆေးဆရာကြီးဦးတီလာတဲ့သူကဒီရွာမှာတင်းရင်းနဲ့ဆေးကူမယ်လေအဲ့ဒါရွာတကြီးကဟောဒီကဆေးဆရာကြီးဦးတီလာကိုကိုငွေပူရဲ့အိမ်မှာတင်းခိုင်းလိုက်လို့လာပြောတာအင်းရွာလူကြီးကနေခိုင်းမှာတော့ငါကခွင့်ပြုရတော့မှာပေါ့ကွာဒီကဆရာဦးတီလာလည်းကျုပ်အိမ်မှာလွတ်လပ်နေလို့ရပါတယ်ဒီအိမ်ကကျုပ်တယောက်တည်းနေတာဗျဘာမှအာနာစရာလည်းမလိုဘူးကျေးဇူးတင်ပါတယ်ငါတို့ရအခုလိုဦးလေးကိုနေထိုင်ခွင့်ပြုခွင့်ပေးတဲ့အတွက်လည်းကျေးဇူးပါပဲကွယ်မလိုပါဘူးဦးလေးဆရာဦးတီလာရဲ့ကဲဆရာဦးတီလာကျုပ်တို့ကိုပြန်ခွင့်ပြုပါအောင်ဗျာကောင်းပါပြီငါတို့တာခင်းနဲ့ထိတ်ပေါက်တို့လည်းကိုငွေဘူးအိမ်ကနေထွက်သွားကြတယ်တော့တယ်ဆရာနေဖို့အတွက်အခန်းပြမယ်ကျုပ်နေလိုက်ခဲ့ပါအေးကွယ်အေးကိုငွေဘူးလည်းဆရာဦးတီလာအိမ်မော်တို့ခေါ်သွားလေတော့တယ်ဒီအခန်းကတော့ဆရာဦးတီလာနေဖို့အခန်းပဲတခုခုအစင်မပြေရင်တော့ကျုပ်ကိုလာပြောလို့ရပါတယ်ဟာမလိုပါဘူးကွာမလိုပါဘူးအိတ်ဖို့နေစရာရတာနဲ့တင်ကိုလုံးလောက်နေပါပြီကဲကျုပ်အောင်ဆင်းပြီးတော့လှုပ်ဆရာရှိတာတွေလှုပ်လိုက်အောင်မယ်ဗျာဆရာဦးတီလာလည်းအနားယူလိုက်အောင်ပေါ့အေးကွယ်ဆရာအညောင်းညာလေးပါလေးဖြည့်ပြီးတော့လှည့်လိုက်ပါအောင်မယ်ကိုငွေဘူးလည်းအိမ်မော်ကနေပြန်ဆင်းလာခဲ့တယ်တော့တယ်ဆရာဦးတီလာကလည်းလွယ်ထားသည့်လွယ်ရီထဲမှာတစ်တာသေးသေးလေးတစ်လုံးအားထောက်ယူပြီးတော့ကြည့်လိုက်လေတော့တယ်ဆရာဦးတီလာရောက်ပြီးနောက်တနေ့ရွာမအမျိုးသမီးတဦးအော့အန်တစ်ဖြစ်ဆေးကုလိုက်လေတော့တယ်ဘာမှမပူပါနဲ့အစာမားလို့ဖြစ်တာပါဆရာပေးတဲ့ဆေးတွေကိုမနေ့နေ့လယ်ည3ချိန်တောက်လိုက်ရင်တော့တက်တာသွားမှာပါကျေးဇူးတင်ပါတယ်ဆရာဒါပေမဲ့ဆေးရအတွက်ဆေးဖို့မလိုပါဘူးကွယ်အစင်မပြေမှတော့ဆေးဖို့လည်းပေးဖို့မလိုပါဘူးဆရာကစေနာမြတ်တာနဲ့ကုပေးတယ်လို့ပဲသဘောထားလိုက်ပါကျေးဇူးကြီးလာပါတယ်ဆရာကိုကြော့ပြစီနော်ဟာမဟုတ်တာမကြော့ပါနဲ့မ
ဟုတ်ပါဘူးဆရာရဲ့တကယ်ကိုကြီးညိုလုံးလို့ကြော့တာပါရွာကန်မျိုးသမီးလည်းဆရာကြီးဦးတီလာထိုင်ပြီးတော့ရှက်ခိုးကြော့လေတော့တယ်နေချင်းညချင်းပင်ဆေးဆရာကြီးရဲ့တရင်ကလည်းတဖန်းနယ်ရာကလေးတွင်းမှာပြန့်နှံ့သွားလေတော့တယ်ထွားချိန်မှစပြီးတော့ဆရာကြီးဦးတီလာကိုဟိုအိမ်ကပင်ဒီအိမ်ကပင်နဲ့လက်မလဲအောင်ဆေးကုသရလေတော့တယ်တချို့လူနာများကလည်းဆရာကြီးဦးတီလာကိုငွေကြေးဖြည့်ကြော့ကြသလိုတချို့သောလူနာရှင်များကတော့အခါချင်းငွေမတက်နိုင်၍လက်အုပ်ကလေးချီမိုးပြီးတော့ကြော့ကြလေတော့တယ်ယခုလည်းအိမ်တိုင်ကနေဆရာကြီးဦးတီလာကိုပင့်သွားကြလေတော့တယ်မကျင်ဘူးလူနာကရိုးရိုးမှမဟုတ်ပဲနာနာဘွားဝင်ပြီးတော့ပူးကတ်နေတာကိုလှုပ်ပါအောင်ဆရာကျမသမီးလေးကိုကယ်ပေးပါအောင်ဘာမှမပူပါနဲ့ဆရာကြီးရှိတယ်ဟေ့အခုဝင်ပူးနေတာဘယ်သူလဲဘာကြောင့်မိန်းကလေးကိုပူးကတ်နေတာလဲငါနာမည်ကအေးကျွယ်ဟေးအေးကျွယ်ငါအစားမစားရတာကြာနေလို့ဒီကောင်မကိုဝင်ပူးလိုက်တာငါ့ကိုမဲသားတပိတ်သားနဲ့ထမင်းကျွေးရင်ကျွေးမဟုတ်ရင်တော့ဒီကောင်မလေးရဲ့ဝိညာဉ်ကိုနှုတ်ပြမဟဲ့နင်းစားကျင်တဲ့အမဲသားတပိတ်သားနဲ့ထမင်းစားရစီမယ်ဒီမိန်းကလေးကိုတော့အသက်ချမ်းသာပေးလိုက်လို့ဆရာကမြတ်တာရက်ခံပါတယ်ဒီညနေဆောင်တာနဲ့နင်းစားကျင်တာကိုစားရလိုက်မယ်ငါကတိပေးတယ်ကောင်းပြီလေနင်းကိုယ်တိုင်လာကျွေးရမယ်အေးလာမကျွေးလို့ကတော့ဒီကလေးမရဲ့အသက်ကိုငါတာဝန်ယူဘူးဟဲ့တရဲလဲဝင်ပူးကတ်နေရမှာထွက်သွားလေတော့တယ်ဝင်ပူးကတ်ခံရတဲ့အမျိုးသမီးလဲလဲကျသွားလေတော့တယ်သမီးလေးသတိရလာပြီလားဘာမှမဖြစ်ပါဘူးတရဲဝင်ပူးတာအချိန်ကြာသွားလို့မေ့သွားရုံပါဆရာကိုရေတစ်ခွက်ခတ်ပေးပါဟုတ်ကဲ့ဆရာလူနာမျိုးသမီးရဲ့မိခင်လည်းရေတစ်ခွက်အားခတ်ပေးပြီးတော့ဆရာကြီးဦးတီလာကိုပေးလိုက်လေတော့တယ်ဆရာကြီးဦးတီလာကလည်းရေနှန်းကိုယူပြီးတော့မိန်းကလေးရဲ့မျက်နှာနဲ့ခန္ဓာကိုယ်နေရအစုံအားလုံးကိုတောက်လိုက်လေတော့တယ်ဟင်သတိရလာပြီဆရာသမီးရှင်းမေသမီးဘာဖြစ်တာလဲသမီးအပြင်ကပြန်လာပြီးမှတရဲဝင်ပူးတာလေဒီကဆရာကြီးကျေးဇူးကြောင့်အမေသမီးအသက်ချမ်းသာရသွားတာကွဟင်ဟုတ်လားအမေသမီးလည်းအိမ်ထဲကိုဝင်ကားနီးခေါင်းထဲကိုမိုက်ခနဲ့ဖြစ်သွားတာအဲ့ဒါပဲမှတ်မိလိုက်တယ်နောက်တော့ဘာမှမသိတော့ဘူးကဲခဏကတရဲမှမအေးကျွယ်ပြောသွားတာခမည်းလဲကြားမှာပဲဒီညနေသူ့ကိုအမဲသားတပိတ်သားနဲ့ထမင်းကျွေးရလိမ့်မယ်အဲ့ဒါအားလုံးအသင့်ပြင်ထားပေးပါညနေဆောင်တာနဲ့ဆရာနောက်တစ်ခေါက်ပြန်လာခဲ့မယ်စိတ်ချပါဆရာစိတ်ချကျွန်မအားလုံးစီစဉ်ထားပါမယ်သမီးဆရာကိုကြော့လိုက်အောင်လေဟုတ်ကဲ့အမေတရဲဝင်ပူးခံရတဲ့အမျိုးသမီးကလည်းဆရာဦးတီလာကိုကြော့လိုက်လေတော့တယ်ကဲဆရာပြန်ပြီဟုတ်ကဲ့ဆရာညနေဆောင်တော့ဆရာဦးတီလာကလည်းဆေးကုသပေးခဲ့တဲ့အိမ်မှာအမဲသားတပိတ်သားနဲ့ထမင်းများကိုယူကရွာပြင်းသူတယောက်တည်းထွက်လာခဲ့လေတော့တယ်တဖန်းနဲ့ရွာပြင်းမှတမာပင်ကြီးအောက်ကိုရောက်သည်နှင့်ဆရာဦးတီလာလွယ်ထားတဲ့အိမ်ထဲကတစ်တာလေးအားအဖုံးဖွင့်လိုက်လေတော့တယ်ထွေအခါတစ်တာထဲမှမဲအခုအငွေများထွက်ပေါ်လာပြီးတရဲမကြီးတကောင်ရောက်လာလေတော့တယ်မိမရေဓမ္မမင်းအတွက်စားစရာတွေငါယူလာခဲ့တယ်ဝါအောင်သာစနော်တရဲမကြီးရဲ့ခန္ဓာကိုယ်ကလည်းမီးကျွန်းထားတဲ့ကဲသို့မဲတူးနေပြီးအဝက်စားလုံးဝမပါပဲဗလာနတ်ထီကြီးဖြစ်နေလေတော့တယ်မိမစားကွာဝအောင်စားနောက်နေလေငါလာကျွေးလိုက်မယ်မင်းကသာဒီရွာကလူတွေကိုနာမကျန်းဖြစ်အောင်လုပ်ပေးဒါဆိုရင်မင်းစားဖို့အတွက်ကိုလည်းမပူပင်ရတော့ဘူးပေါ့ကွာကဲစားပြီးရင်တော့ငါနဲ့ပြန်လိုက်ခဲ့တော်ကြလူတွေမြင်ရင်တော့ငါ့အတွက်မကောင်းဘူးဆရာဦးတီလာလည်းလွယ်ထဲမှာတစ်တာလေးရထုတ်ပြီးတော့အဖုံးဖွင့်လိုက်လေတော့တယ်ထွာကတရဲမကလည်းမဲအငွေများဖြစ်ပြီးတော့တစ်တာတဲ့ကိုပြန်ဝင်သွားလေတော့တယ်ဆရာဦးတီလာကလည်းဟန်မပြတ်နေပြီးငွေပုအိမ်ကိုပြန်လာခဲ့လေတော့တယ်ဟာဆရာကြီးဦးတီလာပျောက်လို့ကျုပ်ကလိုက်ရှာနေတာဘဲသွားနေတာတော့ဆရာရဲ့အော်မနေ့ကဆေးကူတော့မိန်းကလေးတယောက်ကိုတရဲဝင်ပူးပြီးအစာတောင်းတယ်လေဝင်ပူးကတ်တဲ့တရဲကဆရာကိုယ်တိုင်လာကြွေးရမယ်ဆိုလို့သွားကြွေးတာပါကွယ်ကဲဆရာဦးတီလာပြန်လာပြီးဆိုတော့ထမင်းစားကြမယ်ဗျာကျုပ်အားလုံးအစင်းသင်းလုပ်ထားတယ်ကောင်းပါပြီဆေးလွယ်ကလေးသွားထားလိုက်ပါဦးမယ်ကွယ်ပြီးတာနဲ့တန်းစားကြတာပေါ့ဆရာဦးတီလာလည်းအိမ်မော်သို့တက်သွားပြီးမကြခင်မှာပင်ပြန်ဆင်းကကိုငွေဘူးနဲ့အတူထမင်းတူစားလိုက်လေတော့တယ်ထမင်းစားပြီးကိုငွေဘူးနဲ့ဦးတီလာလည်းစကားထိုင်ပြီးပြောနေကြလေတော့တယ်ရောက်တဲ့ရရပြောဆိုရင်းနဲ့9နိုင်ခန့်ရောက်မှအိမ်မော်ကိုတဲ၍အိတ်ကြလေတော့တယ်ကိုငွေဘူးလည်းတနေ့ကုန်ပင်ပန်းထား၍ခေါင်းပေါ်လှဲလိုက်သည်နှင့်ချက်ချင်းကိုအိပ်ပျော်သွားလေတော့တယ်ညလေပိုင်းရောက်တော့ကိုငွေဘူးအပေါ်ပါသွားကျင်တာဖြစ်အခန်းထဲမှာထွက်လာခဲ့လေတော့တယ်လေကားနဲ့ကက်လျက်ခန်း၌ဆရာကြီးဦးတီလာနေတဲ့အခန်းပင်ဖြစ်လေတော့တယ်ကိုငွေဘူးလည်းဆရာကြီးအိမ်မောကြနေသည်ဖြစ်သည့်အတွက်အတန်မပေးပဲခြေတံဖွားဖွားလေးဖြစ်လေကားမှဆင်းလိုက်လေတော့တယ်ပထမလေကားတဲ့အလွန်ဒုတိယလေကားတဲ့သို့အရောက်မှာတော့ဆရာကြီးဦးတီလာအခန်းမှာစကားပြောတဲ့များကိုတူတူလေးကြားလိုက်ရလေတော့တယ်ကိုငပူလည်းရုတ်တရက်စဉ်းစားမိသွားတယ်ဒီအင်ကြီးထဲမှာငါနဲ့သူနဲ့2ယောက်တည်းပဲနေတာပါဆရာကြီးဦးတီလာဘယ်သူနဲ့မြန်စကားပြောနေပါလိမ့်ကိုငွေပူလည်းတင့်ကျင်စိတ်ကပြင်းပြလာတဲ့ဖြင့်ထရံပေါင်းမှချောင်းကြည့်ရန်ဆုံးဖြတ်လိုက်လေတော့တယ်မိမရဲ့ဒီနေ့ညတော့တိခံလိုက်ပါအောင်မနေ့ပြန်ကြရင်မင်းစားကျင်တဲ့အမဲသားကိုငါကြံဖန်ပြီးကျွေးပါမယ်ကွာမင်းကသာရွာထဲကလူတယောက်ယောက်ကိုပြူစားလိုက်ငါကိုလာပင့်ကြလိမ့်မယ်အဲ့ခါကျမှမင်းစားကျင်တဲ့အမဲသားကိုငါကျွေးရမှာပေါ့မိမရဟင်ဦးတီလာကတစ်တာလေးကိုကြည့်ပြီးတော့တယောက်တည်းစကားတွေပြောနေပါလားပြီးတော့လေသူပြောတဲ့အချိန်မှာလေရွာထဲကလူတယောက်ကိုပြူစားလိုက်ပါလားတဲ့မဟုတ်မှလည်းရောဦးတီလာကြီးကတကယ်ဆေးဆရာအစ်စ်မဟုတ်ဘူးထင်တယ်ဟန်ဆောင်နေတာများလားအောက်လဲနဲ့တိုက်ပြီးတော့ဒိုးရသားလေးစီကနေပြီးတော့လိန်လေလှည့်ပြားနေတာပဲဟုတ်ပြီငါဒီတိုင်းနေလို့တော့မဖြစ်ဘူးသူ့အကြောင်းကိုတခြားသူတွေကပါသိအောင်ငါပြောရမယ်ကိုငွေဘူးလည်းဆေးဆရာရောင်ဆောင်ထားတဲ့ဦးတီလာအကြောင်းကိုစုံစမ်းသိရှိသွားလေတော့တယ်ငွေဘူးမင်းပြောတဲ့ကိစ္စကတေချာရဲ့လားရွာလူကြီးရဲ့ကျုပ်ကမဟုတ်ပဲပြောပါမလားကျုပ်မျက်စိနဲ့တက်အပ်မြင်လို့လာပြောတာဗျပြီးတော့ဆေးဆရာရောင်ဆောင်ပြီးတော့ကျုပ်တို့ရွာကိုလည်းပြူစားပြီးတော့လှုပ်စားနေတာကျ
ကျုပ်နည်းနည်းလေးမှတိမခံနိုင်ဘူးရွာလူကြီးကိုပူပြောတာဖြစ်နိုင်တယ်ဗျဘာလို့လဲဆိုတော့ဒီဆေးဆရာကြီးကျုပ်တို့ရွာကိုစရောက်ကြတဲ့ကကျုပ်တို့ရွာမှာနေမကောင်းတဲ့သူနဲ့ဝမ်းလျှော့တဲ့သူတရဲအပုတ်ခန့်ရတဲ့သူနဲ့တနေ့တစ်မျိုးမရိုးအောင်မဖြစ်နေတာမဟုတ်လားဒီရွာကဆေးဆရာဆိုလို့သူတယောက်တည်းပဲရှိတော့သူ့ကိုပဲပြင်ပြီးတော့ကုရတာလေပြီးတော့လဲဆေးကုသလို့ရတဲ့ငွေရယ်လူနာရှင်တွေစီကနေပြီးတော့တရဲစားဖို့ဆိုပြီးတော့တောင်းနေတာအမဲသားတွေထမင်းတွေကိုသူ့မိမကိုကြွေးပြစ်နေတာနေမယ်ထိပ်ပေါက်ပြောတာမှန်တယ်ရွာလူကြီးကဦးတီလာကတစ်တာကလေးကိုကြည့်ပြီးတော့မိမနဲ့စကားပြောနေတာဆိုတော့သူ့မိမကတရဲပဲဖြစ်လိမ့်မယ်ဒီအတိုင်းဆိုရင်တော့သူ့ကိုငါ့ရွာမှာဆက်ပြီးတော့ထားဖို့ကမဖြစ်နိုင်တော့ဘူးရွာကနေအမြန်ဆုံးနှင်ထုတ်မှာပဲဖြစ်တော့မယ်ဒါပေမဲ့သူ့ကိုဘလို့နည်းနဲ့ရွာကနေနှင်ထုတ်မလဲရွာလူကြီးထိပ်ပေါက်ပြောသလိုပဲရွာလူကြီးသူ့ကိုဘလို့နှင်ထုတ်မလဲမခတ်ပါဘူးကွာငါ့မှာအကြံရှိပါတယ်ကွာဘလို့မျိုးလဲရွာလူကြီးမင်းတို့အချိန်တန်ရင်တော့သိရမှာပေါ့ကွာနောက်တစ်နေ့မနေ့ရောက်တော့တဖန်းရွာလူကြီးဥတီပါတယောက်စိတ်ကန်းသူရောက်လာလေတော့တယ်ဟေးထိပ်ပြောင်ငါ့ကိုလက်ခဏောင်းရွာကိုလိုက်ပူစမ်းဘာလို့ဖို့တော့မှလဲရွာလူကြီးဟိုရောက်ရင်မင်းသိမှာပေါ့ကွာဟုတ်ကဲ့တက်ပါရွာလူကြီးထိပ်ပေါက်လဲဆက်လီအားခက်မြက်မြက်လေးမောင်းနေပြီးတော့လက်ခဏောင်းရွာစီသို့ဥတီပြီးမောင်းသွားလေတော့တယ်မကြမီလက်ခဏောင်းရွာသို့ဆက်လီဖြစ်ရောက်သွားလေတော့တယ်ထိပ်ပေါက်မင်းကနေလိုက်ခဲ့ဟုတ်ထိပ်ပေါက်လဲရွာလူကြီးဥတီပါနောက်မှခတ်တုတ်တုတ်လေးလိုက်သွားလေတော့တယ်ဥတီပါကလည်းရှေ့မှခြေလန်းကျဲကျဲကြီးများမြင့်ရှောက်နေသလိုထိပ်ပေါက်ကလည်းဥတီပါကိုမှီအောင်နောက်မှမနှဲလိုက်နေရလေတော့တယ်ရွာလူကြီးဥတီပါကအင်ကြီးတိန်ရဲ့ရှေ့ကိုရောက်မှတော့ဆရာမင်းခိုင်ဟာဥတီပါပါလားလာဗျာအထက်ကိုဝင်လေရွာလူကြီးဥတီပါလည်းအိမ်ထဲကိုဝင်သွားလိုက်လေတော့တယ်ဥတီပါနောက်မှထိပ်ပေါက်ကလည်းလိုက်လာလေတော့တယ်ထိုင်အောင်ဥတီပါရေအကျဲဟီလီလည်းတောက်အခုလာတဲ့ကိစ္စကအရေးကြီးတယ်ဆရာရေဘာကိစ္စများလဲဥတီပါဒါလို့ဆရာမင်းခိုင်ရေအခုကျုပ်တို့ရွာမှာဆေးဆရာအောင်စောက်ထားတဲ့လူတယောက်ရောက်နေတယ်လေအစကတော့သူ့ကိုဆေးဆရာဆဲလို့ထင်ပြီးတော့ရွာမှာနေခိုင်းခဲ့တာနောက်တော့သူရောက်လာတဲ့နေ့ကနေစားပြီးရွာမှာတရေပူတာတို့နတ်ပူတာတို့ဖျားတာနာတာတွေနဲ့တရွာလုံးလဲလက်မလဲအောင်သူပဲကုပေးနေရတာအဲ့ဒါလို့ကုတဲ့ခါတိုင်းလဲတရေကအစားစားခြင်းနဲ့လို့ပူကတ်လာပါတယ်သူကျင်တဲ့အောင်လဲအမဲသားတစ်ပိတ်သာလိုက်ကြွေးရရင်းနဲ့အားလုံးပျောက်ကင်းသွားတာပါပဲအဲ့ဒါလိုပဲအမြဲပြောပြီးတော့ကုနေတာနောက်တော့သူတဲတဲ့အိမ်ကမောင်ငွေဘူးကသူ့အချောင်းအားလုံးကိုသိပြီးတော့ကျုပ်တို့ကိုပြန်ပြောပြလို့သူ့အချောင်းအားလုံးကိုကျုပ်တို့အကုန်သိခဲ့ရတာဆရာမင်းခိုင်ရေကူညီပါအောင်အဲ့ဒီဆေးဆရာရောင်ဆောင်ထားတဲ့လူနာကဥတီလာနဲ့သူ့မှာဆေးတက်တာခက်သေးသေးတလုံးရှိတယ်လို့ငွေဘူးကလည်းပြောပြလိုက်လေတော့တယ်အဲ့ဒီတက်တာကိုကြည့်ပြီးတော့ဥတီလာကမိမကြီးဆိုပြီးတော့လူအိတ်ချိန်မှာစကားတွေထိုင်ပြောနေတာတဲ့သူပြောတဲ့စကားထဲမှာလဲမိမကြီးမင်းအမဲသားစားခြင်းရင်နောက်နေရွာတွေကလူတယောက်ကိုပြူစားလိုက်တဲ့အဲ့ဒါလို့ဆိုရင်သူ့ကိုမဖြစ်မနေလာပင်းရလိမ့်မယ်တဲ့အဲ့ခါကျရင်တော့မင်းစားခြင်းနဲ့အမဲသားတွေစားရလိမ့်မယ်တဲ့ဗျာအခုသူ့ကိုရွာကနေနှင်ခြင်းပေမဲ့လဲသူကဘာမှလည်းမသိတော့ကြောက်နေကြတယ်လေဒါကြောင့်ဒီကိစ္စကိုကင်တွယ်နိုင်မဲ့ဆရာမင်းခိုင်စီကိုပဲတန်းလာခဲ့တာပဲဆရာကြီးဥတီပါပြောတဲ့အတိုင်းဆိုရင်တော့ဒီလူကြီးကအောက်လန်းပညာသည်မဖြစ်နိုင်ဘူးဗျဘလို့ဆရာဟုတ်တယ်ဗျဥတီလာသာအောက်လန်းပညာတဲ့အစ်စ်ဆိုရင်တော့သူကိုယ်တိုင်ပဲရွာတွေကလူတွေကိုပြူစားမှာပေါ့ဗျာအခုဟာကတစ်တာတွေကသူ့မိမကိုပြူစားခိုင်းတာဆိုတော့သူ့မိမကပဲအောက်လန်းပညာတဲ့ဖြစ်လိမ့်မယ်ဗျနားမရှင်းလို့မေးပြစီဆရာမေးပါထိပ်ပေါက်မေးလာမယ်မေးကုန်းကိုဆရာမင်းခိုင်နားဆင့်လိုက်လေတော့တယ်သူ့မိမကတရေလေးပြောသည်ဘလို့လို့အောက်လန်းပညာတဲ့ဖြစ်နေတာလဲဆရာဒါလားအဖြေကရှင်းပါတယ်သူ့မိမကလူသားသေးသွားပြီမယ်ပညာကမသေးသေးဘူးဗျအဲ့ရခါသူ့ရဲ့အယိုးတွေကိုသူ့ပညာနဲ့တရေဘဝမှာဆက်ပြီးတော့နေနိုင်အောင်လို့အတက်ပညာနဲ့လှုပ်ထားတာပေါ့ဗျာဒါလို့ကိုဆရာမင်းခိုင်ကူညီပေးပါဒီလူကြီးကိုကျုပ်တို့ရွာကနေပြီးတော့အမြန်ဆုံးနှင်ထုတ်ပေးပါစိတ်ချပါဥတီပါကျုပ်လိုက်ပြီးတော့ဖြည့်ရှင်းပေးပါမယ်အားကိုပါလေဆရာရေဆရာမင်းခိုင်လည်းထိပ်ပေါက်မောင်းသည့်ဆက်လင်းနဲ့အတူတဖန်းရွာသို့ရောက်လာလေတော့တယ်ရွာလူကြီးညကြရင်ဘသူမှရွာပြင်ကိုမထွက်ဖို့တိတ်တဆိတ်ပြောထားပြီးပါဟုတ်ကဲ့ဆရာမင်းခိုင်စီးဆရာကြီးဦးတီလာကလည်းလူနာအိမ်တွေကိုလှည့်ပြီးစနေကုန်သွားပါလေတော့တယ်ညနေဆောင်တော့ဦးတီလာလည်းလုံနေကြအတိုင်းအမဲသားနဲ့ထမင်းများကိုယူပြီးတော့ရွာပြင်ကိုထွက်လာလေတော့တယ်ရွာပြင်ကတမပင်ကြီးအောက်ကိုရောက်တော့လေထုံးစံအတိုင်းတစ်တာလေးကိုဖွင့်လိုက်တယ်တစ်တာသွင်းမှတရဲမှထွက်လာပြီးတော့ဦးတီလာကျွေးသည့်အမဲသားနဲ့ထမင်းကိုစားတော့လေတော့တယ်ထွက်ခါဆရာမင်းခိုင်ကပုံးနေရာမှာထွက်လာပြီးတော့ကဲဟောဒီနန္နာဘွားတရဲမှကိုလုံးဝလှုပ်လို့မရအောင်လို့ချုပ်စီဟင်းဦးတီလာလည်းရုတ်တရက်ပေါ်လာတဲ့ဆရာမင်းခိုင်အားကြောင်ပြီးတော့ကြည့်နေလိုက်လေတော့တယ်ဦးတီလာဘေး၌ရှိတဲ့တရဲမကလည်းဆရာမင်းခိုင်ရဲ့အဆောင်များကြောင့်လှုပ်ရည်လည်းမရပြီမင်းမတူလဲဘာကြောင့်ဒီအလုပ်ကိုဝင်တော့ရှက်ရတာလဲဓမ္မဦးတီလာခမည်းကနာမည်နဲ့လူနဲ့တခြားစီဖြစ်နေတာပဲဗျာဘာကြောင့်အပြစ်မရှိတဲ့ရွာသားတွေအပေါ်မှာလိန်လေလှည့်ပြားပြီးစားတောက်နေရတာလဲနောက်ပြီးခမည်းရဲ့အောက်လန်းတရဲအကူကြီးနဲ့ရွာသားတွေကိုလည်းတရက်ပြီးတရက်ဒုက္ခရအောင်လို့ပြုလုပ်နေတာတွေအတွက်တားရအောင်လို့ကြုတ်လာခဲ့တာပဲမင်းကငါအကြောင်းကိုအားလုံးသိနေပြီကိုငါမငင်းပါဘူးငါသူများပေါ်လိန်ညာလှည့်ပြားတယ်ဆိုတာတွေရောအမှန်ပါဒါပေမဲ့ငါမယုံမှာခဲ့ဘူးဒါငါရဲ့ကိုကျင်တရားပဲဒါမဲ့ဥတီလာခမည်းအတွက်ပြင်ဆင်ချိန်နဲ့အများကြီးကြံပါသေးတယ်နောက်မကြသေးခင်မှာခမည်းလောက်ရက်တွေကိုရက်တန်ပြီးကောင်းကောင်းမွန်မွန်နေထိုင်စားတော့ပါခမည်းရဲ့တည်သွားတဲ့မိမကိုလည်းတန်းတန်းဆွဲမနေပါနဲ့တော့သူ့ရဲ့အချုပ်နှောင်တွေကိုလည်းဖျက်ဆီးပြစ်လိုက်ပါတော့ဥတီလာငါလုံးဝဖျက်ဆီးမပေးနိုင်ဘူးငါအသက်သေးရင်အောင်မပေါ့မင်းတို့တွေရဲ့လက်ထဲမှာတော့ငါအသက်ကိုအသိမခံနိုင်ဘူးဒီတော့ငါဟာငါ
ဇွတ်ဆိုပြီးတော့ဥတီလာကလွယ်ထဲမှာတမြောင်ဖြင့်သူ့ကိုယ်သူဓားပြစ်ထိုးကအဆုံးစီရင်သွားလေတော့တယ်ယောက်ျားတရေမကလည်းဥတီလာကိုကြည့်ပြီးတော့အော်ဟစ်ငိုကြွေးနေလေတော့တယ်ကဲခမရယောက်ျားကတော့ငရဲကိုဆင်းသွားပြီအခုခမရအလှဲပေါ့ဆရာမင်းခိုင်ကလည်းတစ်တာလေးအနီးသို့ရောက်လာပြီးလက်ထဲမှာအင်းကျက်တစ်ချက်ဖြင့်ပြစ်ပေါက်လိုက်လေတော့တယ်အင်းကျက်ထိမှန်သွားပြီးဟုံးကနေအတန်ကြီးနဲ့အတူတစ်တာလေးမှာမီးများဆွဲ၍လောင်ကျွမ်းသွားလေတော့တယ်ထို့အတူတရေမကလည်းမီးလောင်ပြကြပြီးတော့ပျောက်ကွယ်သွားလေတော့တယ်နေတကာလှည့်ပြီးလိန်ညာစားတောက်နေတဲ့ဥတီလာနဲ့သူ့ရဲ့မိန်းမအောင်လန်းတရေမလည်းဆရာမင်းခိုင်ရဲ့လက်ချက်ကြောင့်မဟာအဝေစီငရဲကိုကြောက်ရောက်သွားလေတော့တယ်ဇလန်းလေးကဒီမှာနေပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွန်ရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်